မနေ့ပိုင်းဘလောက်ပဲအလုပ်ရှုပ်ရှုပ်အလုပ်မသွားခင်အဲ့ဒါနမောတသလေးရုပ်ပြီးလို့ရှိရင်တရဏဂုံလေးစောက်တည်လိုက်ဘုရားတရဏံကိစ္စံဓမ္မံတရဏံကိစ္စံတန်ခါတရဏံကိစ္စံသေမဘုန်းကြီးပြင်တာစိတ်မချတော့မသေးခင်နဲ့ကိုယ့်ကိုတရဏဂုံတင်ထားလိုက်ပြီးတာဆိုတော့အဲ့ဒါဆိုရင်ကုသိုလ်ကဖြစ်နေတာဘုရားလည်းရှိခိုးပြီးတယ်နမောတသလေးနဲ့တရဏဂုံလေးလည်းစောက်တည်ထားပြီးတယ်ဘုရားတောက်တော်ကြီးလည်းကတ်တယ်အချိန်လေးရရင်သွားရင်လာရင်လည်းတခြင်းလေးနားထောင်မဲ့အစားအိုးဤရဲ့ဤဒေတာဤဝင်းချင်းမှာရှိတဲ့ကိုယ်လုပ်ငန်းခွင်ပဲဖြစ်ဖြစ်ကိုယ်နေရာပဲဖြစ်ဖြစ်အလုပ်သွားမယ်ဆိုရင်စိတ်ထဲအာရုံပြီးပြီးလုပ်ငန်းခွင်နဲ့ဝင်လိုက်တာနဲ့ဤရဲ့ဤဒေတာဤဝင်းချင်းမှာရှိတဲ့ပုဂ္ဂိုလ်တ attva အားလုံးမြင်ရမမြင်ပုဂ္ဂိုလ်အပေါင်းကျွန်တော်နဲ့ပတ်သက်ဆက်နွယ်ရှိရကုန်သောပုဂ္ဂိုလ်အပေါင်းတို့ဘေးရန်ကင်းပါစေကိုယ်စည်းရဲခြင်းစိတ်စည်းရဲခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဒါလေးတွေမေတ္တာလေးနဲ့ပို့တတ်တဲ့အကျင့်လေးနဲ့ဝင်သွားရင်မေတ္တာတရားနဲ့ဝင်သွားတော့လုပ်ငန်းခွင်မှာလည်းအဆင်ပြေတယ်ရမလို့ဒါလေးတွေကကုသိုလ်စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ရှိအကျိုးရှိနေဖို့ဆိုရင်ကိုယ်မှသာကိုယ်စိတ်ထားလေးပြင်ပြီးတော့ကောင်းတဲ့စိတ်ကလေးမွေးလိုက်လို့ရှိရင်အကျိုးရှိတဲ့ဘဝနေနေဖြစ်တာပဲတဲ့ဘုရားရှင်ကလေမနေ့တိုင်းအဲ့လိုလေးလို့ညအိယာဝင်ကနေလည်းဘလောက်ပဲပင်ပန်းဘုရားဥသုံးချိန်လောက်တော့နမောတသလေးရှိခိုးဥသုံးချိန်လောက်ချတရဏဂုံလေးတင်မေတ္တာလေးကုနာတစ်ချက်နှစ်ချက်လောက်ပို့ပြီးအဲ့လိုဝင်သွားရင်လည်းပဲအိယာဝင်ကနေကုသိုလ်နဲ့ဝင်တာပဲမနေ့အိယာထညအိယာဝင်ကုသိုလ်လေးနဲ့ဖွင့်ပြီးတော့နေတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးရှိတဲ့ဘဝနေနေပဲဆိုတော့လောကလူသားတွေအတွက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးမမိန်တော်မူတဲ့ဘဝနေနေအပြစ်ကင်းအောင်နေနံပါတ်1ကအပြစ်ကင်းအောင်နေဖို့ဆိုရင်အကုသိုလ်ရှောင်ပါအကျိုးရှိအောင်နေဒုတိယအကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရအောင်နေပါတတိယဘဝနေနေအသိအရေးကြီးစိတ်ချမ်းသာအောင်နေပါဒီမှာစိတ်ညစ်တရားလေးနဲ့ပတ်သက်ပြီးတော့ဒါလေးဘုန်းကြီးကသတိရလို့ပြောတာစိတ်ချမ်းသာအောင်နေပါတဲ့စိတ်ချမ်းသာအောင်နေဖို့ဆိုရင်ခုနပြောတဲ့စိတ်ကိုမချမ်းသာအောင်လုပ်တာဘာတွေကလုပ်တာတော့ဘယ်သူကငါကိုယ်စိတ်ကိုမချမ်းသာအောင်လုပ်နေတာလဲဆိုသူများကမလုပ်ဘူးဘယ်သူမှတော့မလုပ်ဘူးကိုယ့်ဘာသာကိုလုပ်ကိုယ်စိတ်ကိုချမ်းသာအောင်နေဖို့ဆိုရင်ကိုယ့်ဘာသာကိုပဲပြင်ရကိုယ်စိတ်ကိုစိတ်ညစ်အောင်လုပ်ထားတယ်တခြားသူကလုပ်ထားမဟုတ်အိုးမင်းတို့ကြောင့်ငါစိတ်ညစ်တယ်သူများကိုလျှောက်ပြောအမှန်ကတော့သူတို့ကြောင့်မဟုတ်ကိုယ်ကစိတ်ညစ်အောင်ကိုယ့်ဘာသာကိုယူလို့ဖြစ်တာစိတ်ညစ်စရာကိုကိုယ်ကလက်ခံလို့စိတ်ညစ်တဲ့အရာတွေကကိုယ့်ရှိရောက်လာတာကိုကလက်မခံရင်မရဘူးလက်မခံရင်ဘာမှကိုရှိမရဘူးကြားစရာအကြားအာယုန်တွေကိုလိုက်ခံစားလို့ငါ့ကိုဒီလိုပြောတယ်ဆိုတဲ့စကားလုံးတွေလိုက်ခံစားလို့အဲ့ဒါတွေစိတ်ညစ်သွားတာငါ့လိုဒီလိုဆက်ဆံနေငါ့ကိုဒီလိုဆက်ဆံနေဆိုပြီးတော့သူတို့ဆက်ဆံတဲ့အမူအရာတွေကိုကလက်ခံလိုက်လို့ကိုမှစိတ်ညစ်သွားတာသူများကညစ်အောင်လုပ်တာမဟုတ်ကိုစိတ်ကကိုကိုပြန်ညစ်တယ်ကိုစိတ်ကကိုကိုပြန်ညစ်အောင်ဆိုတာကိုလောဘကကိုကိုပြန်ညစ်တာကိုဒေါသတွေကကိုကိုပြန်ညစ်တာကိုမောဟမာနတွေကအကုသိုလ်ကိလေသာရဲ့ကိုကိုပြန်ညစ်တာဆိုတော့စိတ်ချမ်းသာဖို့ဆိုရင်ဘုရားကအဲ့ဒီကိလေသာတွေကိုလက်မခံဖို့ပဲကိလေသာတွေလက်မခံဖို့ဆိုပုရုဇဉ်တွေအတွက်ကတော့ကိလေသာတွေကတခါတည်းတတ်လို့မှမရတာဒါပေမဲ့ဖြစ်ရင်အကြာကြီးမဖြစ်အောင်ဖြစ်ရင်အကြာကြီးရှိမနေအောင်ကိုကတတိလေးနဲ့အမြဲတမ်းအမြန်တိုက်ထုတ်ဖို့ပဲ